မှတ်ပါပရိသတ်ကြီးတို့ရေဒီနေ့ vlog ကတော့ချောင်းသာကမ်းခြေမှာ vlog သွားရိုက်မှာဖြစ်ပါတယ်ကဲအားလုံးပဲလိုက်ကြည့်ပေးကြပါပြီနော်ကားရမ်းပိတ်တယ်ဒါပေမဲ့ပင်ပန်းရကျိုးနဲ့တယ်နော်ဟုတ်ပါဟိုရဲရောက်တော့မှပဲနားရတော့တယ်အားလုံးပဲပျော်ပျော်ရွှင်ရွှင်နဲ့အနားယူကြမယ်အားလုံးပဲဒီညစာလေးအရန်ကောင်းတယ်နောက်လဲဒီလို extra လာစားကြမယ်ဟုတ်တယ်အရန်ပျော်ဖို့ကောင်းတယ်ကြော်စရာကြီးပဲနော်ဒီမှာလူတွေအများကြီးပဲဟုတ်တယ်ငါတို့နောက်ထပ်ဘာလုပ်ကြမလဲဒီကနန်းကင်လေးစားရည်စံအရန်လက်ဆက်တာပဲဟုတ်တယ်ပစွန်ကင်ကလည်းချိုလိုက်တာနောက်ဆိုင်မှာဘာစားကြအောင်မလဲလာလေဒီမှာရေရတိတ်မနှက်ဘူးစနုကမငါလာလာရိုက်ပေးနော်ဒီနေ့ချောင်းသားရဲ့ vlog ကတော့ဒီလောက်ပါပဲကဲအားလုံးပဲနောက် vlog မှာပြန်ဆုံမယ်နော်တတာချစ်တို့ရေ